ညာဒေသတိုက်ပွဲများအတွင်ပခုတ်ကူခရိုင်တရင်မှန်စနစ်ကရဲဘော်အောင်ချမ်းသာကျဆုံးခဲ့မကွေးတိုင်းစစ်ဌာနပခုတ်ကူခရိုင်အမှတ်စနစ်တရင်မှာတာဝန်ထမ်းဆောင်နေတဲ့ကိုပိုင်အမှတ် P14012261 ရဲဘော်အောင်ချမ်းသာဟာ2025ခုနှစ်ဩဂုတ်လ23ရက်နေ့ကတရင်မှပြည့်အပ်ထားသောတာဝန်များကိုခြေပွန်စွာထမ်းဆောင်ရင်းနိုင်ငံနဲ့ပြည်သူလူထုအတွက်အသက်ကိုဘေးလူသွားခဲ့ရပါတယ်ရဲဘော်အောင်ချမ်းသာ၏ဆွန့်လွတ်နေနာခံမှုအတွက်မိမိတို့ပခုတ်ခရိုင်အမှတ်စနစ်တရင်နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်ရဲဘက်များအားလုံးမှဂုဏ်ယူအလေးပြုအပ်ပါတယ်။ကြံရှိသောကျွန်တော်တို့ရဲဘော်ရဲဘက်များအနေဖြင့်မပြည့်ပြတ်သေးသောတော်တိုင်းခီးကိုဆက်လက်လျှောက်ရင်းအရေးတော်အောင်မြင်သည့်ဆက်လက်တိုက်ပွဲဝင်သွားပါမယ်လို့ပခုတ်ခရိုင်အမှတ်စနစ်တရင်ကကြေကွဲဝမ်းနေခြင်းများစွာဖြင့်ထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။ရဲဘော်အောင်ချမ်းသာရဲ့ဇာပနာအခမ်းအနားကိုကုတ်ခရိုင်အမှတ်စနစ်တရင်ကခန်းခန်းနာနာကျင်းပပြုလုပ်ခြင်းခဲ့ပေမဲ့လည်းစစ်ရေးအခြေအနေနဲ့နယ်မြေအခြေအနေကြောင့်တနိုင်ဆုံးအကောင်းဆုံးဖြစ်အောင်သာကျင်းပပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဒီလိုကျင်းပပေးခဲ့ရမှုကိုလည်းတရင်တစ်ဖွဲ့ကအင်မတန်ဝမ်းနည်းကြေကွဲနေခဲ့ရတာကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အညာဒေသမှာတကယ်ကိုမပြည့်စုံပါဘူး။ဘာမှကိုမပြည့်စုံတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ကုန်တွင်ပိတ်ဒေသတစ်ခုဖြစ်တဲ့ကြောင့်မလို့ကုန်စည်စီးဆင်းမှုအပိုင်းတွေရောလက်နက်ခဲယမ်းဝယ်မှုအပိုင်းတွေမှာရောအင်မတန်ခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒီဒေသကိုကျွန်တော်တို့အချင်းချင်းရောက်ခဲ့ပူပါတယ်။တကယ်ကိုခက်ခဲကြတဲ့ဒေသဖြစ်ပါတယ်။ရရလက်နက်တွေနဲ့ရတဲ့နည်းတွေနဲ့တော်လန်ကြရင်ပြီးဆက်နေကြတာတွေများလွန်းလာပါတယ်။ညာဒေသရဲ့နေရာတော်တော်များများမှာလည်းမျိုးတော်လိုင်းမှာကြာဆုံးသွားခဲ့တဲ့သူရဲကောင်းအာဇာနည်ရဲ့အုတ်ဂူနီလေးတွေလှုပ်ထားတာတွေရောအုတ်ဂူမလုံနိုင်လို့မြေပုံလေးနဲ့ဇာပနာခန်းသားကျင်းပပေးခဲ့တာတွေကိုကျွန်တော်တို့များစွာတွေ့ထားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီလိုပေးဆက်ခဲ့ရမှုတွေကိုအညာသားတော်လှန်ရေးသမားတွေဟာဘယ်တော့မှစိတ်တက်မကြပဲရရနည်းတွေနဲ့တော်လှန်နေကြတာကိုတော့မလေးစားဘဲနဲ့ကိုမနေနိုင်ပါဘူး။ဒီလိုမျိုးအညာသားတော်လှန်ရေးသမားတွေရဲ့စိတ်တက်ပြင်းပြမှုခံယူချက်ပြင်းပြမှုနဲ့မာရီကြောရည်ရှိစွာတိုက်ရိုက်ခိုင်းကောင်းမှုတို့ကြောင့်ကျွန်တော်တို့အညာဒေသကိုလည်းမိထားကြလို့မရပါဘူး။အညာဒေသကတော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်းမပြည့်စုံမှုတွေနဲ့ခုခံကာကွယ်နေကြတာကိုလည်းကျွန်တော်တို့အားလုံးမိထားကြလို့မရပါဘူး။အခုပိဆက်ခဲ့ရတဲ့ပကုတ်ခရိုင်စတက်ရင်စနစ်ကရဲဘော်အောင်ချမ်းသာလိုမျိုးပိဆက်ခဲ့ရတဲ့ရဲဘော်များစွာအညာဒေသမှာရှိပါတယ်။ကျွန်တော်တို့ကလည်းတော်တော်များများကိုမှတ်တမ်းတင်ထားခဲ့ပြီးဖြစ်ပါတယ်။အညာဒေသကိုရောက်လာခဲ့ရင်ကျွန်တော်တို့အမြဲမြင်တွေ့ရတဲ့အညာဒေသရဲ့မြင်ကွင်းရှိပါတယ်။အဲ့ဒါကတော့အညာဒေသကိုရောက်လာခဲ့ရင်အုတ်ဂူနီနီရှိမယ်မိကျွန်းထားတဲ့တိုင်တွေရှိမယ်မိကျွန်းထားတဲ့ထန်းတော်တွေရှိမယ်မိလောင်ပြပုံဖြစ်နေတဲ့ဘုံကျောင်းတွေမိလောင်ပြပုံတွေကဖျားစီတွေဘုံတွေကျေကန်ထားတဲ့စာသင်ကျောင်းပြက်တွေဒါတွေကိုပဲမြင်တွေ့ကြမှာဖြစ်ပါတယ်ဒီလိုမျိုးပေးဆက်ဆုံးရှုံးမှုတွေကြီးမားနေပေမဲ့လည်းအညာဒေသရဲ့တော်လိုင်းဟာဘယ်တော့မှနောက်ဆုတ်သွားမှာမဟုတ်ပါဘူးအညာသားတော်လိုင်းသမားတွေရဲ့စိတ်ဓာတ်ဟာလည်းဒီလောက်နေတယ်ဘယ်တော့မှနောက်ဆုတ်သွားမှာမဟုတ်ပါဘူးဘယ်လောက်ပဲပေးဆက်ခဲ့ရသူတို့ရဲ့စိတ်ဓာတ်ကိုတော့ဘလုံးမှရိုက်ချိုးလို့ကိုမရပါဘူးသူတို့ဟာနောက်ဆုံးထွက်သက်သည့်ဓာတ်တစ်ချောင်းလှန်တစ်ချောင်းကျင်တောင်မှအသက်ပေးဆက်တော်လန်သွားကြမဲ့သူတွေပါကျွန်တော်တို့မျက်မြင်ကိုတွေ့ခဲ့ရပြီးပါပြီဒီလိုတော်လိုင်းသမားတွေကိုကျွန်တော်တို့ပြည်သူတွေကလည်းမမိကြပဲရရနေရာတွေကနေထောက်ပံ့နေကြဖို့လိုအပ်ပါတယ်အဖေနိုင်ငံပြည်သူတို့လွှဲမြောက်ဖို့အတွက်တရားတဲ့ဘက်ကနေနိုင်ငံကိုင်တော်လှန်ရင်းမိမဲ့စွာတပ်ပြည်သူကြာဆုံးသွားခဲ့ရတဲ့မကွေးတိုင်းစစ်ဌာနပခုတ်ခရိုင်အမှတ်7တရင်မှရဲဘော်အောင်ချမ်းသာအားကျွန်တော်တို့ support ပေးတဲ့မြန်မာမှာလည်းလေးပြမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့ဆွန့်လွတ်နေတာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေဦးတော်လှန်ရေးသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူကတိလာပါစေရဲဘော်ရဲ့ဇာပနာအခမ်းအနားအတွက်တင်းတစ်ဖွဲ့ကခန်းခန်းနာနာမလုပ်ပေးလိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်ခြင်းများစွာကိုလည်းကျွန်တော်တို့မြင်တွေ့ရအောင်မှာဖြစ်ပါတယ်။ဖက်စစ်ဆရာနာရှင်စနစ်ကိုအမြင့်ပြတ်ချေမှုန်းရင်မျိုးတော်လိုင်းမှာကြာဆုံးသွားခဲ့တဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုခြေခွဲဝမ်းနဲ့ကိုယုံလေးစားခြင်းများစွာဖြင့်လေးပြမှတ်တမ်းတင်နေတဲ့ support PDF မြန်မာ YouTube channel ကိုနားဆင်ကြတာပဲဖြစ်ပါတယ်။ support PDF မြန်မာ YouTube channel ကိုကြည့်ရင်တော်လိုင်းမှာတောင်းတင်ရတဲ့ကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
မြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြန်မာလူဦးတော်လှန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနှိခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စီလက်နက်မကင်တွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူ့ကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တစ်ချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်